အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာဘေးကင်းလုံခြုံကြပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ထွန်းကြည်ပါနိုင်ငံရေးကျန်းသားဟောင်းတူဖြစ်ပါတယ်ဒီနေ့မှာလည်း Renew Agency ကနေပြီးတော့စီစဉ်တဲ့နိုင်ငံရေးသုံးသပ်တဲ့အစီအစဉ်ပေါ့နော်ဒီနေ့မှာထပ်ပြီးတော့ကျွန်တော်စကားညက်အနေနဲ့ပြောချင်တာပေါ့နော်ဒီကျွန်တော်တို့အခုအစီအစဉ်ကပြည်သူလူထုဘက်ကိုမျက်နှာမူပြီးတော့တော်လိုင်းအကျိုးစီးပွားကိုတိုင်းပြည်ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတော့ဒီပြောဆိုပြုမှုကျွန်တော်သုံးသပ်တဲ့ဒါနိုင်ငံရေးအစီအစဉ်သုံးသပ်တဲ့ဒီနိုင်ငံရေးသုံးသပ်ချက်အစီအစဉ်ပေါ့နော်ဆိုတော့ကျွန်တော်သုံးသပ်တဲ့နေရာမှာလဲကျွန်တော်တို့မှာအပြုသဘောနော်အပြုသဘောဝေဖန်ထောက်ပြတာတွေပါမယ်နောက်တစ်ခါသုံးသပ်အဖြေရှာတာတွေလည်းကျွန်တော်တို့တိုက်တွန်းအကြံပြုချက်တွေလည်းကျွန်တော်တို့ပါမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့လည်းအမြဲတမ်းလူကိုယ့်ကိုယ်ဝေဖန်တယ်ဆိုတော့ကျွန်တော်တို့ဝေဖန်တဲ့နေရာမှာလေလူပုဂ္ဂိုလ်တူနဲ့အဖွဲ့အစည်းတစ်ခုဝေဖန်တဲ့နေရာမှာလေကျွန်တော်တို့ကဓမ္မဒိဋ္ဌိကြကြပေါ့အပြုသဘောဝေဖန်ထောက်ပြတာလို့ရှိတယ်အဲ့လိုဝေဖန်တဲ့နေရာမှာလေကျွန်တော်တို့ကအချက်လက်ကိုအခြေပြုပြီးတော့ဝေဖန်မယ်ဝေဖန်ကြမယ်ဆိုတဲ့ကျွန်တော်တို့ကစဉ်းစားချက်တွေနဲ့ပေါ့နော်ဆုံးဖြတ်ချက်တွေနဲ့ဒီစီစဉ်တွေကိုကျွန်တော်တို့ကစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ကျွန်တော်ကိုလည်းဝေဖန်ပါနောက်တစ်ခုက comment တွေမှာလည်းကျွန်တော်အကြံပြုပါတိုက်တွန်းပါအဲ့ဒီတိုက်တွန်းချက်အကြံပြုချက်တွေအပေါ်မှာလည်းကျွန်တော်တို့ကအားထုတ်ကြိုးပမ်းပြီးတော့เนาะဒီပေါ်မှာဒီအစီအစဉ်တွေထက်เนาะပိုကောင်းအောင်ကျွန်တော်တို့ကြိုးစားမယ်ဆိုတဲ့သတင်းစကားပါချင်ပါတယ်နောက်တစ်ခုကတော့ဘာလေးတစ်ခုပြောချင်လဲဆိုတော့ဒီ NUG ကိုပေါ့เนาะနောက်တစ်ခုကတော့ဒီ NLD ကိုပေါ့ CRPH ကိုပေါ့ NUCC ကိုပေါ့ကျွန်တော်တို့မှာချစ်ချင်းမုန်းချင်းမရှိပါဘူးအဓိကတော့တော်လိုင်းအောင်ဖို့ပြည်သူလူထုရဲ့ဆန္ဒနဲ့ပြည်သူလူထုရဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းပေးဖို့လောက်ကင်ဆောင်ရွက်နေတယ်လို့ကျွန်တော်တို့ကအလေးနဲ့ခံယူတယ်သို့တော်ညာလေ NUG လို့သမျှ NLD ပြောသမျှ CRPH နဲ့ NUCC လောက်ကင်ဆောင်ရွက်မှုတွေကိုကျွန်တော်တို့ကမျက်စိစုံမိတ်ပြီးတော့ထောက်ခံမဲ့ထဲမှာတော့မပါဘူးနိုင်ငံရေးမှာအာဏာလို့တော့မရဘူးအမုန်းခံတဲ့အမုန်းခံမဲ့ဘယ်သူအတွက်လဲတိုင်းပြည်အတွက်ဘယ်သူအတွက်လဲတော်လိုင်းအကျိုးစီးပွားအတွက်ဘယ်သူအတွက်လဲကျွန်တော်တို့ရဲ့အလွန်တရာမှဒီတော်လိုင်းရေးမှာတာဝန်ကျေတဲ့မိဘပြည်သူလူထုတရက်လုံးအတွက်ကိုကျွန်တော်တို့ကအမုန်းခံပြီးတော့ပြောနေခြင်းဖြစ်တဲ့အပြုသဘောဝေဖန်ထောက်ပြနေတာဖြစ်တယ်ဆိုတဲ့သတင်းစကားလေးကျွန်တော်စပြီးပါကြပါတယ်လို့ဒီနေ့တော့ကျွန်တော်ကဒါခေါင်းစဉ်ကိုဘယ်လိုစဉ်းစားထားလဲဆိုတော့တော်လိုင်းရေးမှာပေါ့နော်တော်လိုင်းရေးလို့ပြောလိုက်ရင်လူဦးတော်လိုင်းရေးလည်းရှိတယ်2021ဖေဖော်ဝါရီလ1ရက်နေ့အာဏာလွတ်လိုက်တဲ့အချိန်မှာအာဏာသိမ်းလိုက်တဲ့အချိန်မှာစစ်အာဏာရှင်တွေပေါ့နော်လူဦးတော်လိုင်းရေးလူဦးတော်လိုင်းရေးမတိုင်ခင်မှာကျွန်တော်လူမျိုးစုတော်လိုင်းရေးတွေလည်းရှိနေသေးပဲရှိခဲ့တယ်ဒါရှိနေသေးပဲနောက်တစ်ခုကအစင်လာအားဖြစ်ပေါ့နော်နှစ်80နှစ်60နှစ်50နှစ်40နှစ်30နော်နောက်တစ်ခုရှင်းပြောရင်15နှစ်20ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့တော်လာရေးလို့ပြောလိုက်တဲ့အချိန်မှာရှင်းနေဗျခေါင်းဆောင်မှုအရေးချင်းဥဆောင်မှုအခန်းကဏ္ဍနော်ဥဆောင်မှုအခန်းကဏ္ဍကိုရောက်ဖို့ဆိုတာကခေါင်းဆောင်မှုအရေးချင်းစွမ်းဆောင်ရည်ကိုပြောတဲ့စကားနဲ့ကိုလှုပ်တဲ့အလုပ်ပေါ်မှာတောင်းယူတောင်းခံမှုအဲ့ဒါအလွန်တရာမှအရေးကြီးတယ်နောက်တစ်ခုပြည်သူကိုဗိုလ်ပြုဖို့လိုတယ်ပြည်သူကိုအဓိကထားဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုပြောတဲ့စကားနဲ့ကိုလှုပ်တဲ့အလုပ်ပေါ်မှာတော့မှတောင်းယူမှုတောင်းခံမှုမရှိဘူးဆိုရင်အဲ့ဒါခေါင်းဆောင်မပြီးသားဘူးဗျခေါင်းဆောင်မဖြစ်ထိုက်ဘူးပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်ကဒီနေ့မှာတော့တော်လိုင်းတရက်မှာခေါင်းဆောင်မှုအခန်းကဏ္ဍဘယ်လောက်အရေးကြီးသလဲပေါ့ဗျာနော်ခေါင်းဆောင်ကောင်းမှဖြစ်မယ်ပေါ့နော်အရေးကြီးရှိတဲ့လူစီမံခန့်ခွဲမှုကောင်းတဲ့လူဖြစ်ဖို့တော့လိုမယ်ပေါ့နော်ကျွန်တော်စပြောချင်တာကအေးပေါ့အာရခတ်တော်အေးအခုဆိုရင်တော့အာရခပြည်သူတော်လိုင်းအစိုးရဖြစ်နေပြီဆိုတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပေါ့ဒါလေးကိုကျွန်တော်ခြေစင်းပြောချင်တာကသူက1988မှာမွေးတာစစ်တွေမှာမွေးတယ်စစ်တွေတက်သူကနေပြီးတော့သူကဥပဒေပညာနဲ့နော်ဘွဲရထားတာလေးစားစရာကောင်းတယ်နော်အချိန်ပိုင်းသူကအင်္ဂလိပ်စာဆရာလုပ်တယ်နောက်တစ်ခုကလန်းညွန်လုပ်တယ်သူ့ရဲ့ဖြစ်တည်မှုနော်သူ့ရဲ့လာယာကိုပြောနေတာနော်ကဲကောင်းပြီအင်္ဂလိပ်ဆရာလုပ်တယ်
အဲလမ်းညွန်လုပ်တယ်အဲ့ဒီကနေပြီးတော့လက်နက်ကင်တော်လိုင်းကြီးခေါင်းဆောင်ဖြစ်လာဒါလူငယ်တွေအတွက်လည်း role model နော်98မှာမွေးတဲ့အတွက်အခုတော့ရှိမှဆိုရင်48ပေါ့ဗျာကောင်းပြီအဲ့ဒါဆိုရင် तू စပြီးတော့ဒါတော်လိုင်းစလုပ်တဲ့အချိန်မှာသူ့အသက်က30ပတ်ချလည်းပဲရှိသေးတယ်နော်ကျွန်တော်တို့ကအတူယူတဲ့ကိစ္စတွေနော်စံထားမဲ့ကိစ္စတွေဒါတွေကိုကျွန်တော်တို့ယူသိယူထိုက်တာကျွန်တော်တို့ယူဖို့လိုတယ်နောက်တစ်ခုကချီကျူးတိုက်သူကိုချီကျူးခြင်းအဲ့ဒါကလည်းမင်္ဂလာတစ်ပါးဖြစ်တယ်ဂုံယူထိုက်တဲ့လူကိုဂုံယူတာမင်္ဂလာတစ်ပါးဖြစ်တယ်ကောင်းပြီအဲ့ဒါဆိုရင်သူ့ရဲ့နိုင်ငံရေးအပြောင်းအမြင်နိုင်ငံရေးအမျှော်မြင်တော့စီယိုရေးစွမ်းရည်ဒါကဘုချုပ်ထုံးမြင့်နိုင်ကိုအရှိတိုင်းကျွန်တော်ပြောနေတာနော်လူသားတွေဖြစ်တဲ့အတွက်ကြောင့်အမေအမနဲ့တော့မကင်းဘူးပေါ့ဗျာယဟနာမမဟုတ်တာသူတော်စင်တွေမှမဟုတ်တာပေါ့အဲ့ဒီအတွက်ကြောင့်မလို့ဘုချုပ်ထုံးမြင့်နိုင်သည်အခုချိန်မှာကျွန်တော်တို့လူလူယုံကြည်လေးစားရတဲ့ခေါင်းဆောင်ဖြစ်လာတာဘယ်လိုအကြောင်းတရားဒီကြောင့်ဖြစ်လာတာလဲအကြောင်းတရားပေါ်မှာအကျိုးတရားဖြစ်တာနော်အကြောင်းတရားကသူ့ရဲ့ပြောဆိုပြုမှုလှုပ်ရှားမှုတွေလူလူပေါ်မှာထားတဲ့သဘောထားရည်တည်ချက်တွေတော်လှန်ရေးပေါ်မှာထားတဲ့သစ္စာတရားအဲ့ဒါကအလွန်တရာမှအရေးကြီးတယ်ဆိုရင်ကောင်းပြီသူစပြီးတော့ရခိုင်ပြည်ကနေပြီးတော့ကချင်ပြည်နယ်လိုင်ဇာပေါ့ဗျာKIA ရဲ့ရင်ဝင်ကနေပြီးတော့ AA ကိုမွေးဖွားပေးလိုက်တာမွေးထုတ်ပေးလိုက်တာဒါညင်းမရတဲ့ကိစ္စအဲ့ဒါ2009မှာစတယ်နော်26နဲ့စတယ်ကျွန်တော်အမှတ်မမောင်းဆိုရင်လူငယ်တွေ26နဲ့စရတယ်ဆိုတော့အခုတွက်မယ်ဆိုရင်16နှစ်ရှိသွားပြီ16နှစ်ပဲရှိသေးတာနော်ဒါပေမဲ့2009မှာစတယ်9နှစ်ကြာတဲ့အခါမှာသူ့ရဲ့စုဖွဲ့မှုတွေကဘယ်လောက်တောင်မှအရေးကြီးလာလဲဆိုရင်9နှစ်တာကာလမှာတိုက်ပွဲအတွေ့အကြုံတွေနောက်တစ်ခုကစစ်တီတွေတကယ်တိုက်ခိုက်ရေးသမားတွေနောက်တစ်ခုကလက်နက်တွေကိုရခိုင်ပြည်ထဲအထိအရောက်ပို့ဆောင်ခဲ့တယ်စဉ်းစားကြအောင်ကချင်ပြည်နယ်လိုင်ဇာနေပြီးတော့အဲ့ဒီချိန်အဲ့ဒီအခါမှာဖက်စစ်တပ်ကအင်အားသူ့ရဲ့ဖြန့်ချက်ထားမှုစောင့်ကြည့်နေတဲ့ဟုတ်ပြီနော်မျက်လုံးတွေအဲ့ဒါတွေကိုကြော်ဖြတ်ကြော်လွှားပြီးတော့9နှစ်ကြာတဲ့အခါမှာကျွန်တော်တို့ရခိုင်မြေထဲကိုတိုက်ပွဲတွေစပြီးတော့လှုပ်လာပြီဒါတခုနောက်တစ်ခုကအခုသူကစပြီးတော့ဇာတိမြေကနေပြီးတော့ကချင်ပြည်နယ်လိုင်ဇာကိုရောက်တဲ့အချိန်ကလေးစပြီးဒေးဝမ်းနဲ့ကနေပြီးတော့ဇာတိမြေကိုဘယ်လိုပုံစံမျိုးနဲ့သွားမလဲဘယ်လိုပုံစံမျိုးနဲ့ဝင်မလဲရှေ့ကနော်ရခိုင်တော်လိုင်းရေးခေါင်းဆောင်တွေကတကယ်ကြတော့အများကြီးပြစ်ဆက်လိုက်ရတယ်ဇာတိမြေကိုမရောက်လိုက်လမ်းမှာတွေလုံးချန်တပ်ဖြတ်ခံခဲ့ရတယ်အဲ့ဒီပုံမှာ तू ကဘာလုပ်တယ်လဲဆိုတော့အထူးတပ်ဖွဲ့တွေစနစ်တကျပြင်ဆင်တာနော်အချိန်ယူပြီးပြင်ဆင်တာနော်ဆိုတော့အခုက6ရက်နဲ့6လ6ရက်6လပေါ့ဗျာ2025မှာဘိုးရင်းကြီးပေါ့ဗျာဇာတိမြေကိုဟုတ်ပြီနော်ရောက်လို့လားပြောချင်တာကတော့ဗျာဘုချုပ်ထွန်းမြင့်နိုင်မြေပြင်ကိုရောက်လာပြီဆိုတော့အဲ့လိုရောက်လာတဲ့အခါမှာနော်ပြည်သူလူထုရဲ့တုံ့ပြန်မှုပြည်သူလူထုရဲ့တုံ့ပြန်မှုကြောက်ခမန်းလိလိပဲနော်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုရဲ့ခေါင်းဆောင်ခေါင်းတယောက်အပေါ်မှာမျောလင့်ချက်တွေအာရခအိမ်မက်ပြန်မယ်မြေပြင်မှာအလုံးလုံးမယ်ဆိုတဲ့သူ့ရဲ့အိမ်မက်နှစ်ခုနော်အာရခအိမ်မက်ကိုမြေပြင်ကိုအရောက်လှမ်းမယ်ပြည်သူလူထုနဲ့အတူတသားတဲ့တိုက်ပွဲဝင်မယ်ဆိုတဲ့စိတ်အတိ6ရက်6လ2025မှာအောင်မြင်ပေါက်မြောက်ခဲ့ပြီအရခအိမ်မက်ကတော့ဘုချုပ်ထွန်းမြင့်နိုင်အရင်
ရခိုင်ကောင်းဆောင်နေရှိမှလည်းဒါရှိခဲ့တယ်ဒါပေမဲ့လက်တွေ့ကြကြမြေပြင်မှာအကောင့်တွေပေါ်မဆောင်ရနိုင်ခဲ့ဘူးကဲကောင်းပြီအဲ့ဒါဆိုရင်သူ့ရဲ့ခေါင်းဆောင်မှုဟာဘလောက်တောင်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာပါနေတယ်လေနိုင်ငံရေးအမျိုးမျိုးရှိတယ်နောက်တစ်ခုကနိုင်ငံရေးပြည့်ရဲ့တိတ်ကောင်းတယ်နောက်စီရင်မှလည်းနီးပြူမှာပြူပါအဲ့လမ်းညိုကနေဗျာအင်္ဂလိပ်စာစီကနေပြီးတော့ဒီလိုမျိုးတွေဖြစ်ဖို့ဆိုတာမကြိုးစားမဲနဲ့ရမလားအဲ့တူဘာသာရမဟုတ်ဘူးလေသူ့ကိုစစ်တဲ့တက်ကတော်အဲ့ဒါလေးတင်ပေးလိုက်တာမှမဟုတ်တာနော်အဲ့ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကဘုချုပ်ထုံးမြင့်နိုင်တဲ့အတူကျွန်တော်တို့ဒုက္ခထဖြစ်တဲ့ဒေါက်တာညိုထွန်းနှစ်တကွပေါ့နော်အေးဦးဆောင်နေတဲ့လူငယ်တွေအတန်လဲလုံနေလောက်တာကင်တာပြောတာဆိုတာအတန်လဲလုံနေခြေတန်လဲလုံနေဆိုတော့သူတို့ပဲလားဆိုရင်မဟုတ်ဘူးရခိုင်ပြည်သူလူထုတရက်လုံးကအတန်လုံနေခြေတန်လုံနေဥပမာဗျာရန်မုံငွေတွေလွန်ခဲ့တဲ့10နှစ်ကျော်လောက်တည်းကနေပြီးတော့ရန်ကုန်ငွေထက်နေတာနော်ကျွန်တော်ပြောတာနည်းလေနည်းသွားနိုင်လေလွန်ခဲ့တဲ့10နှစ်ဆိုတာသူတို့ရဲ့ဝင်ငွေတွေသူတို့ရဲ့အကျိုးမြတ်တွေကနေပြီးတော့အနည်းဆုံး90ရာခိုင်နှုန်းထောက်ဝက်ကျော်စဉ်းစားကြည့်နော်နောက်တစ်ခုကအေးကိုအရကတက်တော့ပုံမွေးသလိုမွေးတာသူတို့ရင်သွေးကဲ့သို့တရွတ်တရတလေးတစားအလေးနဲ့ထားပြီးတော့တမိုးထားပြီးတော့မွေးမြူခဲ့တဲ့အတွက်ကြောင့်မလို့အေးနဲ့အရကတက်တော်နဲ့ပြည်သူလူထုကြားမှာတသားတည်းဖြစ်နေတယ်ပြည်သူလူထုရဲ့ထောက်ခံမှုပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှုပြည်သူလူထုရဲ့လေးစားမှုဒါတွေအကုန်ရနေတဲ့အတွက်ကြောင့်မလို့ဗျာရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ပြည်သူတွေပေါ့ဗျာနော်တခဲနဲ့ထောက်ခံပြီးတခဲနဲ့ထောက်ခံထားတဲ့အတွက်ကြောင့်မလို့ तू ပြောတဲ့စကားနဲ့ तू လုပ်တဲ့အလုပ်ပေါ်မှာလည်းရှင်းတယ်နော်အားမအခြေစိုက်တဲ့စစ်ဌာနချုပ်ဖက်စစ်တပ်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုပေါ်တင်စိတ်ခေါ်တာနော်တက်ကြိတ်ပြစ်မယ်ဆိုတကယ်လည်းတက်ကြိတ်ပြစ်လိုက်တာပဲနော်အခုဒီစစ်ဌာနချုပ်ကြီးကိုသိမ်းနိုင်ခဲ့တယ်အဲ့တော့ तू ပြောရင် तू ပေးတဲ့သတင်းစကားပေါ့နော် तू ပြောပြီးဆိုအနည်းနဲ့အများမဲနော်အဲ့ဒါတွေကလက်တွေ့အကောင့်နဲ့ပေါ်လာတယ်ဆိုတော့ကောင်းပြီတစ်ချက်ထပ်ပြောချင်တာကဖက်စစ်စစ်ကကြီးရည်လေးဗျာ तू ကလည်းရှင်းပြောရင်အတိုင်းအတာတစ်ခုတည်း तू ကလက်နဲ့ခဲပြည့်စုံတယ်လေသူ့မှာဘာပဲ professional စစ်တပ်ကြီးဗျာတေးသေးချာချာအမိတ်တန်ကန်နဲ့စစ်တပ်နော်ဗျာမလာတော့မဟုတ်ဘူးဗျာဗျာမလာတော့မဟုတ်ဘူးသို့တော်များလဲကြီးရည်လေးပိုင်ဆိုင်ထားတဲ့အကျန်းဖက်စက္ကစအကျန်းဖက်စက္ကမရဲ့စစ်တပ်ကိုရခိုင်မှာခေါင်းမထောင်နိုင်အောင်လန်မထူနိုင်အောင်လုပ်ပြနိုင်ခဲ့တယ်လက်တွေ့နိုင်ငံရေးဈေးပါမခင်းဘူးနော်အင်အားကိုအကောင်းဆုံးတိဆောက်ထားနိုင်တယ်စီယုံရင်တိဆောက်ရင်စေယုံဒါကြောင့်မအောင်မြင်တာစီယုံရင်တဲ့အရေးကြီးစီယုံရင်စွမ်းရည်ကဲကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော် NUG ဘက်ကိုတစ်ချက်လှည့်လိုက်တာပေါ့ဗျာ NUG က16ရက်4လ2021မှာစပြီးတော့ဖွဲ့စည်းထူထောင်တယ်တကယ်ကြတော့အခုဆိုရင်ကျွန်တော်တို့က9နှစ်ပြည့်တော့တကယ်နော်တကယ်ပြည်သူလူထုရဲ့တခဲနဲ့ထောက်ခံမှုကိုလည်းအပြည့်အဝရလာတယ်နောက်တစ်ခုကရန်မုံငွေပြည်သူလူထုရဲ့ထောက်ခံမှုအားပေးမှုနောက်တစ်ခုကပါဝင်ပူးပေါင်းဆောင်ရွက်မှုပံ့ပိုးကူညီလှူဒါန်းမှုအခုချိန်ထိရှိနေတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုဟာအလွန်တရာမှတာဝန်ကျေသောပြည်သူလူထုလို့ဒီနေရာမှာကျွန်တော်အတိအလင်းပြင်ညာခြင်းတယ်ဒါဆိုရင်ကောင်းပြီတလောက်ရန်မုံငွေတွေရတယ်ဗျာပြည်တွင်းပြည်ပဘယ်ရောက်သွားတာလဲမေးရမယ်မင်းကုန်နေဖြစ်နေတယ်ဘယ်ရောက်သွားတာလဲနောက်တစ်ခုကအေးမှာအရခတ်တက်တော်မှာရခိုင်ပြည်နယ်ထဲမှာဓာတ်ပဲရှိရမယ်ဆိုတဲ့မူပေါင်ချထားတယ် NUG ကိုပြန်ကြည့်မယ် MOD ကိုပြန်ကြည့်မယ်တကယ်ကြတော့ PDF ရှိရသားနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်လို့ရှိရသားနဲ့ပါသုံးလုံးကိုဖွဲ့ထားတယ်ဘာရည်ချက်နဲ့ဖွဲ့ထားလဲမဟုတ်စီဆိုကဘယ်စီနေမှမသိသေးဘူးအာဏာတွေပါဝါတွေနေရာတွေဒီအတွက်ကိုကြိုပြီးတော့ခွဲတန်းဒါမျိုးတွေကြိုတင်ပြီးတော့စဉ်းစားထားတာတကယ်ကြတော့နိုင်ငံရေးကမူမမှန်ဘူးဗျ
မူမမှန်နော်အမှန်တကယ်ပြည်သူလူထုရဲ့ဘုချုပ်ထုံးမြတ်နိုင်လို့ပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှုကိုအခုချိန်မှာရသေးရဲ့လားဥဆောင်မှုအခန်းကဏ္ဍမှာရောတော်လိုင်းတရက်မှာမရှိမဖြစ်လိုအပ်နေတဲ့ဥဆောင်မှုအခန်းကဏ္ဍမှာရောရှိသလားခေါင်းဆောင်ကောင်းပိတသလားခေါင်းဆောင်မှုအရေးချင်းရှိသလားခေါင်းဆောင်နိုင်တဲ့စွမ်းဆောင်ရည်ရှိသလားခေါင်းဆောင်နိုင်တဲ့စီမံခန့်ခွဲမှုရှိသလားဒါတွေကကျွန်တော်တို့အများကြီးမေးရမယ့်ကိစ္စတွေနောက်တစ်ခုကAA ကမြို့သိမ်းပြီးတာတောင်မှနေမြေတွေထိမ့်ချုပ်ပြီးတာတောင်မှဘယ်တော့မှလက်လွတ်စပဲမကြေညာဘူးသူ့ရဲ့ကြေညာချက်တွေသူ့ရဲ့ဖော်ပြချက်သူ့ရဲ့ statement တွေကလည်းအရန်ကိုဟုတ်ပြီနော်ထိရောက်တယ်ဗျာသတင်းစကားတွေကအရန်ကိုဆုရှတယ်ထက်မြက်တယ်မနေ့တနေ့ကမှကြောက်တော်မှာပေါင်900ဘုံနှလုံးကျဲတယ်ကိုပိုင်ထက်တန်းကြောင်းတစ်ဖက်မှာလည်းဖက်စစ်တပ်ပေါ့နော်နိုင်ငံတကာစစ်ရာဇဝတ်ကောင်မရောက်နိုင်ဥဆောင်တဲ့ဖက်စစ်တပ်ပေါ့နော် EU အာရခတ်တပ်တော်သူ့ရဲ့မဟာယန်သူတော်ဖြစ်သူကတတ်မှတ်ထားတာဆိုတော့တကယ်ကြတော့ဒါကအရက်ဖက်ပြစ်မှတ်ဗျအရက်ဖက်ကိုပြစ်မှတ်ထားစရာဘာအကြောင်းမှမရှိဘူးတိုက်ပွဲဖြစ်နေတဲ့နေရာလည်းမဟုတ်ဘူးဒါပေမဲ့စာတင်ငန်းကိုကြောင်းကိုရွေးပြီးတော့ကိုပိုင်အထက်တန်းကြောင်းကိုရွေးပြီးမှဘုံချဲတယ်ကျောင်းသားတွေအသက်မပြည့်တဲ့ကျောင်းသားအများစုအဲ့ဒီမှာတည်ဆုံးသွားတယ်ရက်ဆက်လောက်တာကိုပြောတာနော်ဒါပေမဲ့ဘုချုပ်ထုံးမြတ်နိုင်ကသူပေးရတဲ့ဂရိရခိုင်ပြည်သူတွေကိုရခိုင်ပြည်သူတွေလို့ပြောတဲ့နေရာမှာရခိုင်ပြည်ထဲမှာရှိနေတဲ့စုံလင်ကွဲပြားတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံကိုဆိုလိုခြင်းဖြစ်တယ်။သူ့မှာလည်းရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေရှိတယ်။တင်းမာမှုတွေလည်းရှိတယ်။ဒါပေမဲ့အတတ်နိုင်ဆုံးဖြေလျော့သွားအောင်ဖြေလျှော့ပေးနေတာလေးလည်းကျွန်တော်တို့မြင်နေရတယ်။ဟိုနဲ့ပေါ့ဗျာအထူးသဖြင့်တော့ရိုဟင်ဂျာကိစ္စတွေနော်ရိုဟင်ဂျာတွေကိုလည်းရိုဟင်ဂျာပြည်သူတွေကိုလည်းသူပြန်ရောက်လာတဲ့အခါမှာကချင်ပြည်နယ်လိုင်ဇာကနေပြီးတော့ရခိုင်ပြည်ထိဆိုတာနော်မြေပြင်ထိသူ့ရဲ့ဇာတိမြေရခိုင်ထိဟာကျွန်တော်ကီလိုမီတာရာနဲ့ထောင်နဲ့ချီတယ်ဗျာစဉ်းစားကြည့်တော့အခက်ခဲအချက်တဲ့စိန်ခေါ်မှုတွေကြားတွေကနေပြီးတော့သူလာရတာသို့တော်ညာလဲသူလာကြိုးလက်အောင်သူလုပ်နေတယ်ရခိုင်လူမျိုးဗုဒ္ဓဘာသာတခုတည်းအတွက်မဟုတ်မောင်တော်ပလီကြီးတော်မှာနှစ်ရာချီသမိုင်းဝင်ဗလီကိုဒေသခံရိုဟင်ဂျာပြည်သူတွေကနေပြီးတော့ဘာသာရေးခေါင်းဆောင်တွေဒေသခံမွတ်စလင်ခေါင်းဆောင်တွေကနေပြီးတော့တောင်းဆိုတဲ့ပုံမှာသူဘာပဲပြောဖွင့်ပေးလိုက်တယ်နောက်တစ်ခုကရိုဟင်ဂျာလူငယ်တွေရိုဟင်ဂျာပြည်သူတွေကအာရခတ်တပ်တော်မှာကြာရအခန်းကဏ္ဍနေပြီးတော့သူတို့ကတာဝန်ထမ်းရွက်နေတယ်သူကလည်းဘာစဉ်းစားပြီးပြောနေတယ်လဲဆိုလင်းတတ်တယ်နော်အဲ့ဒါကနံပါတ်1တစ်ချက်ကနိုင်ငံသားခွင့်ရေးလူသားအခြေခံရပိုင်ခွင့်နောက်တစ်ခုကလူအခွင့်အရေးဒါနဲ့ပတ်သက်လို့လေသူကအသိမှတ်ပြုတယ်အာမခံတယ်အေယာဝတီနဲ့အင်တာဗျူးမှာဒါပါပြီးသားဆိုတော့အဓိကတော့ဘာကိုရည်ရည်တယ်လဲဆိုရင်အပြန်အလှန်လူမှုသားစားတာဖြစ်ရင်းနဲ့ငြိမ်းချမ်းစွာအတူရှင်နဲ့နေထိုင်ရေးကိုဥတည်ပြီးသူကဆောင်ရွက်နေတယ်ဆိုတော့ပြောချင်တာကဗျာရခိုင်နေညီတယ်ပေါ့ဗျာဒါကိုကျွန်တော်ပြောချင်တာနောက်တစ်ခုကဘာပဲလို့သတင်းမပေါက်သတင်းပေါက်ကြမှုမရှိစေရမသိစေရဒီပုံမှာသူကအဓိကထားပြီးတော့သူကဆောင်ရွက်နေတာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကဲကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်ဘာပြောချင်လဲဆိုတော့NUG ပေါ့နော်1929စစ်စင်ရေးမှာတမိုင်းဝင်အခွင့်တရရခဲ့တယ်သို့တော်ညာလေတော်လိုင်းလှိုင်းကိုစီးတဲ့အခါမှာတွယ်စီးတာတို့ခိုစီးတာတို့လက်ခံလို့ရသေးတယ်ရုပ်ဆွအဆုံးပြောတာဒါပေမဲ့တော်လိုင်းလှိုင်းကိုခိုးစီးတာတော့မသိဘူးကိုလောက်တာမဟုတ်ဘူးနော်ကိုလည်းဥဆောင်တာမဟုတ်ဘူးဥပမာဗျာနေမီတွေထိန်းချုပ်တယ်မြို့တွေသိမ်းတယ်တကယ်ကြတော့အထူးသဖြင့်တော့ KIA ပေါ့နော် KIA ကနေပြီးတော့ဥဆောင်ပြီးတော့သိမ်းပြီးတယ်လက်တက်ထည့်တယ်တကယ်ကြတော့
ပြန်ပါသွားတာပဲကျွန်တော်တို့ကတွေ့ရတယ်ပေါ့နော်ဆိုတော့AAကပြန်ပါသွားတဲ့နေမြေတွေမြို့တွေကြားဘူးလို့လား18မြို့နယ်မှာ14မြို့နယ်သိမ်းပြီးပြီပလောဝကိုလည်းသူသိမ်းထားတယ်ပေါ့ဆိုတော့လောလောဆယ်ကကြောက်ဖြူရဲ့မန်အောင်ရဲ့စစ်ထွေဒါပဲကြံတယ်လေဆိုတော့အဓိကပြောချင်တာကတော်လန်ရေးကိုတကယ်ကြထဲဝင်ပေါ့နော်ဒီလောက်ရမုံငွေတွေရရသားနဲ့ NUG MOD က PDF ရှိရသားနဲ့လဲဒါပါသုံးလုံးဖွဲ့တယ်အဲ့ဒါတွေကမလိုလားအပ်ဖဲနဲ့အချင်းချင်းကြားမှာပုတ်တက်မှုတွေအများကြီးဖြစ်လာတယ်တမင်ရရရှိနဲ့ကိုစနစ်ကြလို့သူလိုဖြစ်နေတယ်ဒီဘက်မှာဗျာအာရခပြည်သူတော်လန်ရေးအစိုးရဗျာဒီဘက်မှာကအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာန18ခုနဲ့ဖွဲ့ထားတယ်လို့လားတခြားစီနော်ချစ်လစ်ဖြစ်ရမယ့်နေရာမှာဖောင်းပွားပြီးတော့ဘလို့လားအတဲ့ပြဿနာတွေကိုတမင်ရရရှိနဲ့ဖန်တီးထားလို့ဖြစ်နေတယ်နောက်တစ်ခုကရှင်းတယ်ဗျအဲ့ဒါကဘာလဲဆိုရင်မြေပြင်မှာဖြစ်နေတဲ့ပြဿနာတွေအေးရင်ဆိုင်ကြုံတွေ့နေရတဲ့ဗိုလ်ချုပ်ထွန်းမြင့်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲအကျက်တဲ့စိန်ခေါ်မှုနဲ့ MUG ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲအကျက်တဲ့စိန်ခေါ်မှုမတူဘူးနော်ဟိုကပို့ပြီးတော့အကဲဆက်တယ်လူမျိုးရေးဘာသာရေးဖြစ်တယ်အတက်နိုင်ဆုံးဖြည့်ရှင်းပေးနေတယ်နော်သူ့မှာလည်းတရားစွဲမဲ့လူနဲ့တိုက်မဲ့လူနဲ့ခိုက်မဲ့လူနဲ့နိုင်ငံတကာနဲ့ရင်ဆိုင်နေရတာနဲ့နောက်တစ်ခုကဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်ကလည်းတကယ်အကြမ်းဖက်ဖွဲ့စည်းတွေဖြစ်တဲ့အာဆာတို့RSOတို့ AR တို့အဲ့ဒါတွေကိုမြောက်ထုတ်ပင်ကိုလုပ်ဖို့ဗျာဆိုတော့ဒီဘက်မှာဖက်စစ်တပ်ကလည်းမစားတဲ့အမေတဲနဲ့ပတ်မယ်ဆိုပြီးတော့လူမျိုးရေးရဘာသာရေးရနော်လက်နဲ့ဖြစ်အသုံးချပြီးတော့မိမွေးနေတာတွေလည်းအများကြီးပဲဒါတွေကိုဖြည့်ရှင်းရတာဒီလွယ်တာတော့မဟုတ်ဘူးဗျာကျွန်တော်သူ့ကိုဟုတ်ပြီနော်မြောက်ပြီးပြောနေတာတခုမှမရှိဘူးသို့တော်ညာလေသူ့မှာနော်တပ်ဖွဲ့စည်းမှုနဲ့တပ်တင်နဲ့ပတ်သက်တဲ့စုဖွဲ့မှုအုပ်ချုပ်ရေးနဲ့ပတ်သက်လို့ဘယ်လိုအုပ်ချုပ်မလဲဆိုတဲ့ပြင်ဆင်မှုအရာအားကောင်းတယ်အဲ့ဒါနဲ့ပတ်သက်လို့ရင်းလို့မြောက်ဒါကြောင့်ရခိုင်ပြည်နယ်တပြည်လုံးလွတ်မြောက်ရေးရခိုင်ပြည်နယ်ထဲမှာဖက်စစ်တပ်ကင်းစင်ရေးအတွေ့အလွန်တရာမှအရေးပါတယ်ခြေလမ်းစလှမ်းပြီဟုတ်ပြီနော်ကိုယ်တိုင်လာတာနော်ကိုယ်တိုင်ရောက်လာတာမြေပြင်ကိုတမနာကြီးကပြောတယ်လာကြပါပြည်ရင်းကိုလာကြပါဒေါက်တာဇော်ဝေဆိုးကလွယ်လို့ကျန်တဲ့လူကြီးတော်မဆက်တူးကောင်ကပြောလိုက်သေးတယ်ဝင်ကြီးတဲ့လာလို့ကဘာထူးမှလဲပေါ့ဗျာတော်ထဲမှာပေါ့ဗျာဆိုတော့အရခခေါင်းဆောင်နဲ့ NUG မှာရှိနေတဲ့ခေါင်းဆောင်တွေဒီကိစ္စအနေနဲ့ပတ်သက်လို့ပေါ့နော်ဒီဘက်မှာသူကပြုပြင်ပြောင်းလဲကိုတော့ရှောက်လို့တာနော်သူနောက်ကသူ့ရဲ့တရားစီရင်ရေးသူ့ရဲ့အုပ်ချုပ်ရေးစနစ်တကျပဲသူကပြင်ဆင်မှုအားကောင်းတဲ့အတွက်ကြောင့်မလို့သူလမ်းလိုက်တဲ့ခြေလမ်းတိုင်းကသူပြောတဲ့ဟာဘယ်တော့အပြောဆိုအပြုမှုလုပ်ရက်တွေစိတ်သက်တွေကအလွန်တရာမှအရေးပါတယ်ဗျလက်နက်ကင်ဒေါ်လာရေးကိုယုံကြည်လို့သူကရွေးချယ်ပြီးတော့တိုက်ပွဲဝင်နေတာအမျိုးအောင်ဝဲနေထောက်လျှောက်ရနေ14မြို့နဲ့သိမ်းထားတာနော်စစ်တပ်စခန်းတွေကိုမြောက်များစွာသိမ်းထားတာနေမြေတွေအများကြီးထမ်းချုပ်ထားတာအာရခတပ်တော်ကတိုက်နေရင်းနဲ့ရက်သွားတာကြားဘူးလို့လားမရှိခဲ့ဘူးကျွန်တော်တို့မှာဗျာလက်နဲ့ခဲရမရှိလို့ဗျာလုံးလုံးဆိုတော့တိုက်ပွဲတွေရက်ထားပါမယ်လုံးဝမရှိဘူးတစ်ဖက်ကဘုံရံသူကလည်းသူ့ကိုမဲနေတာနော်ကြီးရည်လေးနော်အဲ့လိုမျိုးတိုက်ပွဲဝင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီဘက်မှာကျွန်တော်ကရှေ့မှာပြောပါတယ် NLD ကိစ္စပြောတယ် CRPH ကိစ္စပြောတယ် NUCC ကိစ္စပြောတယ် NUG ကိစ္စပြောတယ်ဆိုတော့ထားပါတော့ဗျာလွတ်တော်ကတော့လောလောဆယ်တော့ပေါ်ပေါက်သေးတာမဟုတ်ဘူးသို့တော်ညာလေသူတို့ကိုသူတို့လွတ်တော်ကိုယ်စားလှယ်ပေါ့ဗျာအဲ့ဒီထဲမှာလက်နက်ကင်တော်လန်ရေးဆင်နွှဲနေတဲ့ NLD ကနေပြီးတော့ပေါက်ဖွာလာတဲ့ NUG NLD ကနေပေါက်ဖွာလာတဲ့ CRPH ဟုတ်ပြီနော် NUCC ကနေပြီးတော့ NUG ဖွဲ့တယ်ဒါတွေက process ဆိုတော့ကောင်းပြီ NLD ရဲ့မြို့နယ်ဒုက္ကဋ္ဌဘူဆိုတော့လက်နက်ကင်ဒေါ်လာရေးကိုသူကအယုံကြည်မရှိဘူးတဲ့လက်နက်ကင်ဒေါ်လာရေးအောင်မြင်သောညားလဲဒီမိုစီ
ဖြစ်တော့ပေါက်တာမတွေ့ရဘူးဆိုတော့ဗျာအခုကျွန်တော်တို့အားလုံးရေဆိုင်ကြုံတွေ့နေရတာဒီတမင်နေတရေတွေမဟုတ်ဘူးဗျတိုးတွေစိတ်တွေမဟုတ်ဘူးဝင်းပလေးတွေမြေခွေးတွေတောင်ဆန်းစုကြည်ခေါင်းဆောင်မရှိရင်ဘာမှလုပ်လို့မရဘူးဆိုတာလည်းဝန်ခံပြီးပြောတယ်ဗျခေါင်းဆောင်မရှိရင်လည်းကျွန်တော်တို့ဘာမှမလုပ်တတ်ဘူးတဲ့ဆိုတော့အဲ့ဒါဆိုရင်စဉ်းစားကြည့်ဒါဒေါန်ဆန်းစုကြည်စော်ကားနေတာနော်ဒေါန်ဆန်းစုကြည်ပြောပြီးသားနော်ဒေါန်ဆန်းစုကြည်ပြောပြီးသားဟိုမှာဗျာရန်သူလက်ထဲမှာဗျာဒုက္ခအကြီးကျယ်ခံကျွန်တော်မမြင်ရဘူးနော်မတွေ့ရဘူးနော်ကျွန်တော်မျက်ကွယ်မှာဖြစ်နေတာနော်ဆိုတော့ကိုယ်စလေတယောက်ကဒီလိုစကားတွေပြောတယ်ဗျာကျွန်တော်တို့အရှင်းတယ်နော်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးလန်းနဲ့ဖြေရှင်းလို့မရတဲ့အဆုံးမှာမလွဲမရှောင်တာလက်နက်ကိုင်တော်လိုင်းကိုဆင်နွှဲနေအဲ့ဒါကိုဗျာလက်နက်ကိုင်တော်လိုင်းရေးကိုအယုံကြည်မရှိဘဲနဲ့အယုံကြည်မရှိပါဘူးငြိမ်းချမ်းရေးနီးလန်းနဲ့တွဲဆုံဆွေးနွေးရေးကိုသူကဘုံရန်သူလည်းလောက်ပါမယ်ဆိုတာအဲ့ဒါတော်လိုင်းရေးကိုဒါစော်ကားတာဗျာတစုံလုံးကိုစော်ကားတာဟုတ်ပြီနော်ဒါကဖောက်ပြန်တာဒါသစ္စာဖောက်တာမလုပ်တဲ့မလုပ်တဲ့ကိစ္စကိုပြောတဲ့စကားနဲ့ကိုလုပ်တဲ့လုပ်ရပေါ်မှာတော့တောင်းယူလို့ဘာလို့ဆိုတော့ပြည်သူက mandate ပေးထားတယ်လည်းပြောတယ်ဟုတ်ပြီနော်အဲ့ဒီပြောလိုက်သေးတယ်စစ်လွဲအာဏာလို့ပြောတယ်နော်ပါဇက်ကတော့အာဏာဆိုတာတက်လုံးမှမလျှော့နောက်တစ်ခုဟာတရားဝင်အစိုးရဆိုပြီးတော့လေသူကပုံဖော်နေတယ်တကယ်ရောတရားဝင်ရလားဟုတ်ပြီနော်ဆိုတော့တကယ်ကြီးပြည်သူလူထုဘက်ကိုမျက်နှာမူပြီးပြောတဲ့စကားတွေမဟုတ်ဘူးပါဇက်ကတာပြည်သူလို့ပြောတာနော်တကယ်ကျတော့ပြည်သူကိုဗိုလ်ပြုတ်နေတာမဟုတ်ဘူးပြည်သူကိုအဓိကထားနေတာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ तू အဲ့လိုပြောလိုက်ခြင်းအားဖြင့်ဒေါန်ဆန်းစုကြည်များကြားရင်ဒေါန်ဆန်းစုကြည်စော်ကားနေတာနော်ခေါင်းဆောင်စော်ကားနေတာခေါင်းဆောင်ရဲ့နော်ခေါင်းဆောင်သူတို့ကိုယ်တိုင်အတုံးမကျဘူးဆိုတဲ့ပုံစံမျိုးပြောနေတာတကယ်ကျတော့ခေါင်းဆောင်ကိုကြည်ညိုလုံးလို့လေးစားလုံးလို့ပြောနေတာမဟုတ်ဘူးခေါင်းဆောင်ကအကုန်လုံးပြသခဲ့ပြီးပြီကဲခေါင်းဆောင်ကိုနိုင်ကဗျာတွေ့ဆုံဆွေးနွေးရေးအမျိုးသားပြန်လဲတင့်မြတ်ရေးရင်ညာစီအကုန်လုံးလုပ်ပြီးတော့ထောင်ထဲရောက်သွားတာဒီကောင်တွေဘာမှယုံကြည်စရာမရှိဘူးအဲ့လိုယုံကြည်စရာတစ်စက်မှမရှိတဲ့ကောင်တွေကိုသူကငြိမ်းချမ်းရေးဟုတ်ပြီနော်ငြိမ်းချမ်းရေးကိုလက်ကင်ပြုတ်ပြီးတော့တွေ့ဆုံဆွေးနွေးရေးပဲလုပ်ပါမယ်ဆိုရင်ဘယ်လိုလို့ဒါကဟုတ်ပြီနော်သူ့စကားနဲ့သူနော်သူ့စကားနဲ့သူအဲ့ဒီမိုစီရဖို့မရှိဘူးလေဘာကြောင့်လဲဆိုတော့အာဏာလုလိုက်တဲ့အာဏာသိမ်းလိုက်တဲ့ကဒီမိုကရေစီတို့လူအခွင့်အရေးတို့ငြိမ်းချမ်းရေးတို့တရားမျှတအဲ့ဒါအားလုံးဖျက်ဆီးပလိုက်တာပြည်သူလူထုရဲ့အိမ်မဲ့ဗျာပြည်သူလူထုရဲ့ဘဝဗျာ generation Z တွေရဲ့အိမ်မဲ့ generation Z တွေရဲ့လူငယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးပလိုက်တာဗျာဘယ်တော့ကများစစ်အာဏာရှင်တွေနဲ့တွဲဆုံဆွေးနွေးပြီးတော့အောင်မြင်မှုအောင်ပွဲတွေရခဲ့လို့လေကျွန်တော်တို့ရဲ့ role model ကကျွန်တော်တို့ရဲ့စံပြပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ပဲသူ့ရဲ့ဂုဏ်သိက္ခာတွေဟုတ်ပြီနော်သူ့ကိုပေးထားတဲ့စုတွေအဲ့ဒါတွေအားလုံးကို तू အဆုံးရှုံးခံပြီးတော့ तू လောက်တာနော်ဒါပေမဲ့မြေခွေးကတော့မြေခွေးပဲဗျာဝင်ပလီကတော့ဝင်ပလီပဲဗျာနော်စစ်အာဏာရှင်တွေက तू မယုံဘူးဘိုးဘိုးလည်းယုံမှာမဟုတ်ဘူးအဲ့လိုမျိုးပြောလိုက်တာစီတေချာတာကနိုင်ငံရေးဈေးပန်းခင်တာကျွန်တော်ယုံမှတန်ကျွန်တော်တန်တရားရှိတာဒီ NUG ဒီသူ့ရဲ့နော်စစ်အနိုင်တိုက်ရေးဆိုတဲ့အတွေးခေါ်ကတကယ်ကျတော့ပြပြပြင်းပြင်းမြေပြင်မှာလက်တွေ့မတွေ့ရတဲ့အတွက်ကြောင့်တစ်ဖက်လက်နဲ့များဘိုးရှိရတဆင့်တရင်စကားများပါနေတာလားဈေးပန်းခင်မှုအတွက်တွေ့ဆုံဆွေးနွေးရေးဆိုတာကသူတို့ကအရှင်းပြတော်လာရေးကိုအထွတ်ရှောင်လုပ်နေတာဒါကြောင့်လဲဘုံရန်သူကအချိန်ရသွားတယ်အခွင့်အရေးရသွားတယ်သူတို့အတွက်လမ်းပွင့်သွားတယ်သူတို့ရဲ့အနာဂတ်ကိုသူတို့ကမြင်သွားတယ်ဒါကဘယ်သူတောင်းဝင်မကြည့်တာလဲကျွန်တော်အချက်မှလည်းပြောပါတယ် NLD equal to CRPH equal to NUG ဆိုတော့ကောင်းပြီရန်မုံငွေတွေဒီလောက်တောင်ပေးပြီးတော့အခုရန်မုံငွေနဲ့ပတ်သက်လို့ဆယ်လီတွေအချင်းချင်း line ပေါ်မှာမမြင်ချင်မှအဆုံးမကြားချင်မှအဆုံးရိုသူမရှက်မြင်သူရှက်ဗျာနော်ဒီလိုပုံစံမျိုးတွေပြောနေတာပြည်သူလူထုရဲ့ချွေးနေစားတွေပြည်သူလူထုရဲ့အလှတွေကိုဟုတ်ပြီနော်ရှင်းပြောရင်အလွယ်သုံးစားလုပ်နေတာပြည်သူတွေကမရှိမဲ့နဲ့ရှိစုမဲ့စုလှူထားတဲ့ကိစ္စတွေနဲ့ပတ်သက်လို့နော်ပြင်းအကောင်းဆုံးဖြစ်အောင်တော်လိုင်းရေးမှာအသုံးမချဘဲနဲ့အဲ့ဒီဆယ်လီဟုဆိုသူများပေါ့ဗျာအဲ့ဒီလူတွေကအလွယ်သုံးစားလုပ်လာတယ်တိန်းနဲ့ချီတယ်
တိန်ထောင်နဲ့တောင်းနဲ့ချီလာတယ်ဟုတ်ကျွန်တော်တို့မြင်ရတွေ့ရတဲ့ကိစ္စကောင်းပြီအဲ့တော့ဘယ်သူမှတောင်းရှိတယ်ကျွန်တော်တခါတည်းတန်းပြောမယ်ဗျာတဲ့ပဲတင်ထွန်းနိုင်သူကဘာတောင်းယူတာလဲဆိုရင်စီမံကိန်းဘာနာရေးနဲ့ယင်းနှိမ့်မြုံနာမှုဝင်ကြီးသူ့မှာတောင်းရှိတယ်တကယ်ကြတော့ထောက်ဖို့တွေကိုထောက်ဖို့အကြီးစားကြီးတွေနော်ဆယ်လီတွေဆိုတာကသူတို့ပဲအဲ့ဒါကရှင်းပြောရင်မှားလာတာအဲ့ဒီဆယ်လီတွေမှားရင်လည်းမှန်တယ်မှားရင်လည်းမှန်တယ်ဘာမှပြောတာမရှိဘူးဘာမှတိုက်တွန်းတာမရှိဘူးထိန်းချောင်းတာမရှိဘူးပတ်ဆိုင်ရာကြီးတို့ရေးပဲဆိုတော့အဲ့ဒါဘာတွေဖြစ်လာလဲဆိုရင်တော်တော့ဝမ်းနေစရာကောင်းတယ်ဗျအဲ့ဒါကဘာလဲဆိုတော့ The Key Project အဲ့ဒီ The Key Project ကိစ္စမှာနော်ကျွန်တော်ဘာတွေပါလာလဲဆိုတော့ We Love Myanmar Family ဆိုပြီးတော့ WLMF ပေါ့နော်အဲ့ဒါလဲမမများနဲ့ပွဲကမယ်ပေါ့ဗျာဒါလို့ဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေမြင်တော့ပြီပေါ့နော်အဲ့မှာတာဝန်ယူထားတဲ့ The Key Project မှာတာဝန်ယူထားတဲ့ဟုတ်ပြီနော်ကျွန်တော် Project Owner တို့နော်နောက်တော့ Project Ambassador တို့ Project Director တို့ Project Manager တို့သူတို့မှာတာဝန်ရှိတယ်ရှင်းပြောရင် volleyball မပုတ်နဲ့နော်ပြည်သူလူထုရဲ့ချွေးနေစာနော်ပြည်သူလူထုရဲ့မြတ်တာစူးမယ်နော်ပြည်သူလူထုရဲ့ချွေးနေစာပြီးတော့မှတောင်းပန်ပါတယ်ဆိုတဲ့ပုံစံမျိုးမလာနဲ့အယောစားတော့ရှိဖို့လိုတယ်အလူငွေတွေကိုအလွဲသုံးစားလှုပ်ထားတယ်ဆိုရင်ဘသူကအလွဲသုံးစားလှုပ်တယ်လေအဲ့ဒီရန်မုံငွေအရှုပ်တော်ပုံကိုဘသူရှင်းပါလဲ NUG မှာတာဝန်ရှိတယ်နော်ခုနကကျွန်တော်ဝင်ကြီးနာမည်ပြောတယ်တင်ထုံးနိုင်မှာတာဝန်ရှိတယ်နော်တကယ်ကြတော့တေးချာစနစ်တကျခုနကကျွန်တော်ဗိုလ်ချုပ်ထုံးမြင့်နိုင်ကိုပြောတယ်စီမံခန့်ခွဲမှုကောင်းလို့ဒီလိုအခြေအနေမျိုးရောက်တာစီမံခန့်ခွဲမှုကောင်းလို့စွမ်းဆောင်ရည်ရှိလို့ခေါင်းဆောင်ကောင်းလို့ဥဆောင်မှုအခန်းကဏ္ဍကိုရောက်နေတာခေါင်းဆောင်မကောင်းတဲ့အခါကျတော့ဥဆောင်မှုအခန်းကဏ္ဍမှာလည်းမရှိဘူးလူမနေရာမှာလည်းမရှိဘူးအဲ့ဒီဆယ်လီတချို့ပေါ့နော်အဲ့ဒီဆယ်လီတချို့ကရှင်းပြောရင်မင်းမှုနေတာဗျဆယ်လီတချို့ကပဲဥဆောင်နေတယ်လို့ NUG ကိုမောင်းနေတယ်လို့ဒီလိုပုံစံဖြစ်နေတာတော်တော်လေးတော့ဗျာရှင်းပြောရင်လေနော်တကယ်တော့အယုတ်ဆိုးအကြီးတန်လုံးနေဗျဘယ်လိုအရေးယူမှာလဲဘယ်လိုတောင်းယူမှာလဲအဲ့ဒါတော်လိုင်းရေးအတွက်တွန်းအားလည်းမဖြစ်ဘူးတော်လိုင်းရေးအရွေ့အတွက်လည်းအထောက်အကူမပြုဘူးပြည်သူလူထုတရက်လုံးအတွက်လည်းအားမဖြစ်ဘူးပြည်သူလူထုရဲ့စိတ်ပိုင်းဆိုင်ရာကိုရှင်းပြောထိခိုက်စေတယ်ဗျနစ်နာစေတယ်ဗျဒါကြီးကမလုပ်ထိုက်တဲ့ကိစ္စနော်ဒါကြောင့်တာဝန်မှုတာဝန်ခံမှုအပိုင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကတော့မေးနေပြီဒါကြောင့်ပြည်သူလူထုတူးချင်းစီအနေနဲ့ကိုယ့်ရဲ့ချွေးနှဲစာကိုဒီလိုမျိုးလှုပ်သွားတဲ့ကိစ္စကိုငြိမ်ခံမနေပါနဲ့ဟုတ်ပြီနော်ကျွန်တော်တို့တုံ့ပြန်ဖို့လိုတယ်ညီညွတ်နဲ့တုံ့ပြန်မလို့တဲ့အဲ့လိုမတုံ့ပြန်ဘူးဆိုရင်နော်ဟို project ဒီ project ဆိုပြီးတော့အဲ့ဒီပတ်စံတွေကိုနော်ကျွန်တော်ပြောတာဒီလိုပါအလုပ်လုပ်တဲ့အတွက်ထိုက်တဲ့နာယူပါဗျာပြည်သူလူထုကြည်ပြူပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဗျာလှုပ်တော့3ယောက်အတူလှုပ်တယ်ပေါ့ဗျာဟာပြီးရောသူတို့မှတာဝန်မရှိတဲ့ပုံစံမျိုးနဲ့နော်မမများနဲ့အပွဲကမယ်တခြား project တွေအများကြီးရှိတယ်ဗျာနော် We Love Myanmar Family ပေါ့ဗျာ WLMF ပေါ့နော်အဲ့ဒါသူတို့မှာပဲဒီမျိုးသမီးမှာပဲတာဝန်ရှိတယ်ဆိုတဲ့ပုံစံမျိုးပြောလာမဟုတ်ကျွန်တော်ပြောတာအတူလုပ်တဲ့လူတွေပေါ်မှာကျွန်တော်ပြောတာတာဝန်ရှိတယ်ဗျာဒါကြောင့်ကိုပြောတဲ့စကားနဲ့ကိုလုပ်တဲ့အလုပ်ပေါ်မှာတာဝန်ယူတာဝန်ခံဖို့အလွန်တရာမှအရေးကြီးတယ်အဲ့ဒီအတွက်ကြောင့်မလို့ဗိုလ်ချုပ်ထုံးမြင့်နိုင်ဥဆောင်နေတဲ့လူငယ်တွေအတူယူပါဗျာအဲ့လိုမှမဟုတ်ရင်ပြုပြင်ပြောင်းလဲလို့တဲ့စိတ်လည်းမရှိဘူးစစ်အနိုင်တိုက်ရေးအတွေးခေါ်ရလဲမရှိသလောက်ပဲဆိုတော့ပြည်သူလူထုရဲ့မျော်လင့်တောင်းတနေတဲ့မျော်ရည်ချက်တွေနော်မျော်လင့်ချက်တွေကိုလည်းမပြည့်စည်ပေးနိုင်ဘူးနော်ဟိုမှာကရခိုင်မှာကအာရက်ကပြည်သူတော်လိုင်းအစိုးရတကယ်ကြတော့အများကြီးချက်လိုက်လို့ရတယ်နော်တပြည်လုံးကိုဆွတ်ချက်လိုက်လို့ရတယ်နော်ဒါပေမဲ့ဒီဘက်မှာတော့ဗျာတခါတည်းအမျိုးသားညီညွတ်ရေးအစိုးရဆိုပြီးတော့စင်ဖမ်းမယ်ကြားဖမ်းမယ်မဟုတ်တကယ်ကြတော့ဓာတ်ပုံနိုင်ငံရေးကျွေးကြော်တန်တော်လိုင်းရေးနောက်တစ်ခါ statement နိုင်ငံရေး zoom ဒေါ်လာရေးသူက statement ထုတ်ပြီးတော့သူကတရားဝင်မှုသူကတိဆောက်ထားတာတကယ်ကြတော့သူကတရားဝင်ဆိုရလို့ပြောတာလေ statement နဲ့နော် statement နဲ့တကယ်ကြဘလောက်ကြီးပဲပုံဖော်ဗျလက်တွေ့မှာအာရခတတ်တော်ကိုဥဆောင်နေတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ကတော့အင်းနဲ့သစီပဲဗျနော်တကယ်လောက်ရက်ကိုရှင်မလားစွမ်းဆောင်ရည်ကိုရှင်မလားအရေးချင်းတွေကိုရှင်မလားစီမံခန့်ခွဲမှုအပိုင်းကိုရှင်မလားနောက်တစ်ခုကပြည်သူလူထုထောက်ခံမှုချင်းတူတယ်ရခိုင်ပြည်သူကလည်းကျွန်တော်ပြည်သူပဲလေဟုတ်ပြီနော်သို့တော်ညာလေတကယ်ကြတော့ခေါင်းဆောင်မှုအရေးချင်း
ဥဆောင်မှုအခန်းကဏ္ဍမှာရှိဖို့ဆိုတဲ့နေရာမှာဘာဖြစ်ဖြစ်ပြောခေါင်းဆောင်မှုကောင်းမှုလို့တယ်ဗျခေါင်းဆောင်မှုမကောင်းတဲ့အခါကျတော့ဥဆောင်မှုအခန်းကဏ္ဍမှာမရှိဘူးအခုကဥဆောင်မှုအခန်းကဏ္ဍမှာဗျံပရာဝယုံသုံးကဆယ်လီဟုဆိုသူများကနေရာယူရတယ်သူတို့ကချဲ့လဲနေတယ်သူတို့ရဲ့လောင်းရင်အောက်ကို NUG တစ်ဖွဲ့လုံးကရောက်နေတယ်လို့ဖြစ်နေတာလေတော့ NUG မှာလည်းဝင်ကြီးတွေကလူမနေရာမှာမရှိဘူးပညာရေးကပညာရေးအလုပ်လုပ်ပေါ့ဗျာကျမ်းမာရေးကကျမ်းမာရေးလုပ်ပေါ့ဗျာနော်ကာကွယ်ရေးကကာကွယ်ရေးအလုပ်လုပ်ပေါ့ဗျာ PDF က PDF လုပ်ပေါ့ဗျာဘာဖြစ်လို့ပါသုံးလုံးဖွဲ့ထားရတယ်လဲဗျာအောက်ခြေမှာဖြစ်နေတယ်မြေပြင်မှာဖြစ်နေတဲ့ပြဿနာတွေပုတ်တိုက်မှုတွေနော်တပ်ဖြတ်မှုတွေဓမြမှုတွေခိုးမှုတွေမရင်းမှုတွေဘာမှလည်းမဖြစ်ရှင်းနိုင်ဘူးဒါပေမဲ့အာရခတ်တက်တော်ရှင်းတယ်နော်ကျွန်တော်ရှင်းပါပြောတယ်အမေမာတော့မกินဘူးအောက်ခြေကတက်တွေမှာအာနေချက်တွေရှိကောင်းရှိနိုင်တယ်အတက်နိုင်ဆုံးသူကတော့သူ့ရဲ့စိန်ခေါ်မှုတွေကြီးနေတဲ့တဲရဗျာအဲ့ဒီအာရခတ်တက်တော်နော်ဗိုလ်ချုပ်ထုံးမြင့်နိုင်ရဲ့နေရာမှာ NUG မှာတာဝန်ယူထားပါတယ်ဆိုတဲ့ပုံကိုယ်တွေကိုတွားပြီးတော့နေရာချပေးရင်တော့တေးကြတယ်ဗျနော်တော်လာရေးပါဟုတ်ပြီနော်တခါတည်းပြက်စီးပြီးတော့အခုဆိုရင်ဒီဖက်စစ်စစ်တပ်ကရခိုင်ပြည်နယ်တပြည်လုံးကိုသိမ်းပြီးပြီမတူတာကိုကျွန်တော်ပြောနေတာနော်ဒါကြောင့်တူအောင်လုပ်ပါကျွန်တော်ပြောနေတာဟာခေါင်းဆောင်မှုအရေးချင်းရှိဖို့လိုတယ်နောက်တော့ဆွမ်းဆောင်ရည်တွေရှိဖို့လိုတယ်ပြည်သူလူထုကိုအဓိကထားဖို့လိုတယ်ပြည်သူလူထုရဲ့တခိုင်းနဲ့ထောက်ခံမှု NUG MOD ရနေတဲ့သားနဲ့အခုအချိန်ထိစစ်ဟိုတဲ့ကဖက်စစ်စစ်တပ်နောက်ကနေတကောက်ကောက်လိုက်နေရတယ်ဟိုကကြတော့ဟိုဗိုလ်ချုပ်ထုံးမြင့်နိုင်ဥဆောင်တဲ့အာရခတက်တော်ရဲ့နောက်ကိုဒီကောင်တွေလိုက်နေရတာနော်ပြပြသားသားချင်းမုန်းတော့ခေါင်းတော်ထားခေါင်းရှင်းပြရင်ခေါင်းမထောင်နိုင်အောင်နလာမထူနိုင်အောင်လှုပ်ထားနိုင်တယ်ဗျာဒါပေမဲ့ NUG မှာအဲ့ဒီအရေးချင်းမရှိဘူးဗျာနော်စကလုံးတွေအပေါ်မှာတော့ကျွန်တော်တို့ကအမှတ်ပေးလို့မရဘူးနော်စကလုံးတွေနဲ့ကတော့ရှင်းပြောရင်ကျွန်တော်တို့တော်လန်ရေးကိုအနိုင်တိုက်လို့မရဘူးအဲ့ဒီအတွက်ကြောင့်မလို့ပြင်စရာရှိတာပြင်မှာခုနလိုမျိုးပေါ့ဗျာလက်နက်ကင်တော်လန်ရေးကိုမယုံကြည်ဘူးဆိုရင်လည်းပြက်ပြက်သားသားကျင်ညာပြီးတော့နော်အစစ်အာဏာရှင်နဲ့သွားပေါင်းရင်လည်းပေါင်းလိုက်တော့ဗျာအဲ့ဒါတော့တည်ကြတယ်ဗျဟုတ်ပြီနော်တမိုင်းမှာတရားခံပဲအဲ့လိုမျိုးစိတ်ဓာတ်ရှိတဲ့လူတွေဘဘဦးလို့စိတ်ဓာတ်ရှိတဲ့လူတွေဗတယောက်များရှိနေတယ်လေပေါ့ဗျာသူကတော့အခုကတော့မဖုံးနိုင်မဖြစ်နိုင်လို့ပေါ်လာပြီဒါပေမဲ့ तू တယောက်တည်းပြောနေတာလားဘယ်လိုချိတ်ဆက်ပြီးပြောနေတာလဲနော်နိုင်ငံရေးဇင်းပန်းခင်းဖို့အတွက်မျက်စပစ်နေတာလားဟုတ်ပြီနော်အထာပေးနေတာလားဒါမျိုးတွေကတော့တကယ်ကြတော့ဗျာမဖြစ်တဲ့ကိစ္စပါအဲ့ဒါမျိုးတွေဆက်ပြီးလုပ်နေမယ်ဆိုတော့ပြည်သူလူထုတော့ရှင်းတယ်ဗျာပြည်သူလူထုရဲ့တန်ခတ်မှုပေါ့နော်ပြည်သူလူထုရဲ့မြတ်တာဆုချမယ်ဘာကြောင့်လဲဆိုပြည်သူလူထုရဲ့ချွေးနေစာတွေစားတောက်ထားပြီးတော့ရက်တည်ထားတာလေအဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ဆုံးအနစ်ချုပ်ချင်တာကတော့ရှေ့မှာကျွန်တော်ပြောသလိုပဲလူထုရဲ့ယုံကြည်လေးစားမှုလူထုရဲ့ယုံကြည်ကိုးစားမှုရတဲ့ခေါင်းဆောင်ဆိုတာဒီမိုးပေါ်ကြလာတာမဟုတ်ဘူးဗျအေးခေါင်းဆောင်နေသည်ဟုတ်ပြီနော်လူတွေပါလူသားတွေပါနတ်တရားတွေမဟုတ်ဘူးဟုတ်ပြီနော်အဲ့ဒီအတွက်ကြောင့်သူတို့လည်းအားထုတ်ခဲ့ရတယ်ဟိုတွေကဒီဟုတ်တယ်အင်္ဂလိပ်စာဆရာဘဝနေပြီးတော့အဲ့လမ်းညွန်ဘဝနေဒီအဆင့်ထိရောက်လာတယ်ဆိုတာသူ့မှာကြိုးပမ်းအားထုတ်မှုတွေယဉ်ကျေးမြုံနှံမှုတွေပေးဆက်မှုတွေဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့ကခံမှန်းလို့ရသွားပြီမှန်းဆလို့ရသွားပြီနော်ဒါကြောင့်ဟိုတွေကတော်လိုင်းကြီးကလည်း9နှစ်ပြည့်ကန်နေပြီအခုချိန်ထိလည်းဒုံရင်ပဲစင်ဖမ်းမယ်ကြားဖမ်းမယ်လို့ပြောတယ်ပျောက်စိတ်တောင်ဖမ်းနိုင်တာမဟုတ်ဘူးပါးစပ်ကနေကြီးကြီးကျယ်ပြောပြီးတော့ချွန်မိုင်လုံနေတဲ့အလုပ်တွေကတော့မလုပ်သင့်တော့ဘူးကျွန်တော်တို့ကတော့အပြုသဘောဝေဖန်ထောက်ပြနေခြင်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီနေ့အစီအစဉ်ကတော့ကျွန်တော်တို့တော်လိုင်းရေးတရက်ကိုအောင်မြင်အောင်ဆင်နွှဲနိုင်ဖို့ဆိုတဲ့နေရာမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ဟုတ်ပြီနော်ဥဆောင်မှုအခန်းကဏ္ဍကိုရောက်ဖို့အတွက်ခေါင်းဆောင်မှုအရေးချင်းအရေးသွေးစမ်းဆောင်ရေးအဲ့ဒါရှိဖို့လိုတယ်ဆိုတော့သတင်းစကားပါရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့တင်ပြဆွေးနွေးမှုပေါ့နော်နိုင်ငံရေးသုံးသပ်အဖြေရှာမှုဒီများနဲ့ပဲအဆုံးသတ်ပြစေအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာ